တာနဲ့သမီးဒီနေ့တီချာတို့တချင်းလေးတစ်ပုတ်ဆိုတာသမီးတို့သားတို့ဘာဆိုကြလဲဘာတီးချင်လဲပေါ့ချင်းဆိုတော့နားငါပါကတော့ဟမ်ပြန်စလို့ပြန်ယူပါလားဟုတ်တော့တိုက်ထားတာလားပြောဟမ်ကျိုးတင်ချင်နေဟုတ်ကဲ့ကျင်နေတာအဲ့ဒါဆိုရင်တီချာတို့အနန္တရောအနန္တ၅ပါးကတော့အဲ့တချင်းလေးကိုအဲ့ဆိုရင်စုကြမယ်တီးကြမယ်အဲ့ဒီတချင်းကလေတီချာတို့မဟာဂီတမှာဘာနဲ့တူလဲဆိုတော့သိဥပမာကတီချာတို့ဆံရတောင်ကျွန်းဒီတချင်းဆိုရင်ဘာနဲ့တူလဲပုံစံချင်းဘာနဲ့တူလဲမြူမောင်ဝေးကင်းနဲ့တူတယ်အဲ့လိုပုံစံမျိုးပဲဒီဗုဒ္ဓဘဂဝါဆိုတဲ့တခြင်းလေးကဘာနဲ့တူတယ်လို့ဖြစ်တယ်မသိဘူးချက်ပြောပြယိုရီးယားတခြင်းထဲမှာရှိတဲ့ဆက်လဲပျော်ပါနိုင်ဆိုတဲ့ယိုရီးယားတခြင်းမှာရှိတဲ့ဒီထိတ်ဆုံး၃ပိုက်လေအဲ့ဒီ၃ပိုက်ရဲ့အတန်စီအဲ့ဒါအတူတူပဲဗုဒ္ဓဘဂဝါဓမ္မောဆိုတဲ့တန်ဘောအဲ့ဒီဟာလေးအတူတူပဲအဲ့တော့မဟာဂီတကနေပြီးတော့မှယူထားတဲ့တခြင်းမဟာဂီတရဲ့ဒီလုံးဒီကွက်တွေအခြေခံယူထားတဲ့တခြင်းဖြစ်တဲ့အတွက်ကြောင့်မလို့ဒီရှယ်တော့ဒီတခြင်းလေးပြီးကြမယ်နော်အဲ့ဆိုတော့စားနော်တပိုက်ချင်းမဲ့ကောင်းမယ်နန်တော့နန်မှာ၅ပါးခါတပိုက်ပဲပေါ့နော်စမယ်နော်